တစ်ကိုရဲ့အောင်မှာပုံပြီးထားနိုင်ငံတဲ့ခိုးဝေဖို့စ조사ခဲ့တဲ့မြန်မာလူသား17ဦးစကားပူရီမှာဖမ်းဆီးခံရပါတယ်ခချနာပူရီရာစေတက်ညိုရောင်ဟောတိုယိုတာဗီကိုပစ်ကကတစီကိုတော်ရှိသူတွေကအမကြီးအမှတ်323မှာတာစီစစ်သေးခဲ့ခန့်ကြတာပါကောင်မောက်တို့ဟာမဒီအထောက်အထားမှမရှိတဲ့အသက်28နှစ်အရွယ်မြန်မာနိုင်ငံသားကိုဖြိုးမေးပြည့်စုသူဖြစ်ပါတယ်တော်ရှိသူတွေကားကိုစစ်သေးရတဲ့အချိန်မှာကားနောက်ခံအတွင်းနဲ့နောက်ဖုန်းထဲမှာကျဉ်ညက်နေအောင်ဖုန်းအောင်နေတဲ့မြန်မာအမျိုးသား10ဦးနဲ့အမျိုးသမီး2ဦးကိုတွေ့ရှိရပါတယ်အဲ့ဒီအထက်ကလူသား2ဦးဆိုရင်တာမန်မမြင်နိုင်အောင်ကားနောက်ဖုန်းမှာ AB plastic ကိုရဲနဲ့ဖုန်းအုပ်ထားတာပါအဆိုပါရုပ်သားတွေဟာမြန်မာနိုင်ငံဖျားတုံးစုဘက်ကနေတဘာဝနယ်စပ်ရန်ချောင်းအတန်းရရှောက်ပြီးနောက်ကာစီကရောက်ရကြတာဖြစ်ပါတယ်သူတို့မှာနိုင်ငံကူးရမှတ်တို့မဟုတ်ထိုင်းနိုင်ငံအတွင်းဒေတာခွဲအထောက်ထားစာရွက်စာတမ်းဘဝမပါရှိကြပါဘူးဒါအပြင်ထားစကားကိုလည်းမပြောဆိုနိုင်ကြပါဘူးအခုတော့တော်ရှိသူတွေကရှင်မောတဦးနဲ့တရားမဝင်ရုပ်သား17ဦးစုစုပေါင်း12ဦးတို့ကိုကားနဲ့အတူစကားဘူမြို့နယ်ရစခတ်တဲ့ဖျောက်ပြောက်ပေးရပြီဖြစ်ပါတယ်ဒီကိုတရားမဝင်ရအကြောင်းကနေဝေရတာကပွဲစားတွေရဲ့ငညာမှုကိုခံရပြီးပတ်ဝင်ဆုံးရှုံးကိုရေဦးတာမကအတက်အန္တရာယ်ရဲ့ရှိပါတယ်ဒါကြောင့်အထောက်ထားမဲ့နယ်စပ်ဖြတ်ကျော်မှုတွေကိုအထူးရှောင်ရှားကြဖို့တန်တုံးရှိချင်ပါတယ်မိခင်ရဲ့မြင့်တာကိုလူတစ်ဖားစီဝင်များရမှာကိုစိုးရရကနေတန်50လုံးနဲ့အရွယ်အမျိုးသားတပ်ဦးလက်ပုံမှာပဲအတက်ဆိုးပါတော့ရတဲ့အထိအဖြစ်ဆိုးတို့ကိုထိုင်းနိုင်ငံဆောက်ခါရမှာဖြစ်သွားခဲ့ပါတယ်အတက်29နှစ်အရွယ်တာဖြစ်သူဟာစပင်းညဆန်ဖွင့်ထားတဲ့မိခင်ရဲ့ချစ်သူနဲ့မကြာခဏစကားများရေးရှိပြီးမိခင်ဖြစ်သူဟာမိသားစုကိုအရေးဆုံးခရုမဆတ်တော့မှာကိုအမျက်ဆိုးရင်နေခဲ့တာပါအခင်းပြတဲ့နေ့ကတာဖြစ်သူဟာဓာတွေ့နေခဲ့တဲ့ကိုနောက်ပဲအဲ့ဒီအမျိုးသားရောက်လာချိန်မှာတငယ်ချင်းတဦးနဲ့အတူစကက်စီရရပြီးရဖြစ်ခဲ့ကြပါတယ်။ရုံးရည်စကက်ဖြစ်စဉ်မှာဓာတ်နဲ့အနည်းဆုံးဆက်ချက်ထိုးခဲ့တဲ့အပြင်ဘုံအမျိုးသားခါကြမှာပါတဲ့ .38 တနက်ကိုပါယူပြီး၃ချက်ရင်းချက်ထပ်မံပြစ်ခဲ့တာပါ။အရှိ CCTV မှာမိခင်ဖြစ်သူရဲ့အော်ဟိငိုယိုတိုင်တွေပါကြရစ်ခဲ့ပြီးတန်တရရှိသူဟာနောက်တနေ့မနက်မှာတော့အတူပြုခဲ့တဲ့ဒါတနက်တို့နဲ့အတူရက်စကတ်မှာကိုယ်တိုင်လာရောက်အနက်ခဲ့ပါတယ်။စိတ်ခါစားချက်နဲ့ဒေါသကိုမထိန်ချုံနိုင်ပဲဆဲရမှာပါပြုမှုရတာဟာမိသားစုစီပူဆွေးမှုတွေပဲကျူစော်ကားပေးပြီးကြပြင်းရုံမရတဲ့အမှားဆိုးကြီးတစ်ခုဖြစ်တော့ခဲ့ရတာပါ